ရွေးကောက်ခံအမတ်တွေကတင်းဤအမြင်များကိုနားထောင်မြင်ကြပါတယ်။တင်းကဲ့သို့နိုင်ငံသားများသည်မိမိအမြင်များကိုထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့လျှင်ဒေသဆိုင်ရာအစိုးရနှင့်ရွေးကောက်ခံအမတ်များသည်မဲဆန္ဒရှင်များ၏သဘောထားများကိုမသိရှိဘဲလူမှုတာဝန်ဆိုင်ရာဆုံးဖြတ်ချက်များအားချမှတ်ရပါမယ်။ဖော့ဝင်မျိုးနဲ့ပတ်သက်ပြီးတင့်တွင်စိတ်ကူကောင်းများရှိပါသလား။အဲ့ဒီစိတ်ကူတွေကိုကျမတို့မျိုးနဲ့မျှဝေပေးတင်ပါတယ်။မျိုးကောင်စီနဲ့ကော်မရှင်များစိတ်တွင်တင်ပြီးတက်တေခံနိုင်တယ်ဒါမှမဟုတ် project တစ်ခုအတွက်ထောက်ခံစာသို့မဟုတ်သဘောထားကွက်လက်မှုစာများကိုတင်ပြနိုင်ပါတယ်။လူမှုအတိုင်းအဝန်အတွင်းအတန်ပိုကျဲလောင်လေးလေးပိုများသောအမြင်နဲ့ရလဒ်များရလာလေးလေးဖြစ်ပါတယ်။ www.forwinguides.org တို့ဝင်ရောက်ကြည့်ရှုပြီးတင့်အတန်ဖြင့်လူမှုအတိုင်းအဝန်အားလွှမ်းမိုးနိုင်ရန်နည်းလမ်းများကိုရှာဖွေပါ။